Tech Brother ပြောပြမယ်ဖုန်းဘက်ထရီကပုံမှန်ထက်မြန်မြန်ကုန်နေတယ် app မသုံးမဲနေတာတောင်ဖုန်းပူနေတယ်မမှတ်မိတဲ့ app တွေပေါ်နေတယ်ဒါတွေကတင့်ဖုန်းမှာ spyware ရှိနေတဲ့လက္ခဏာတွေပါ spyware ဆိုတာတင့်ဖုန်းထဲမှာခိုးဝင်ပြီးတင့်ရဲ့စာတို့တွေခေါ်ဆိုမှုတွေ password တွေဒီနေရာကိုခိုးယူတဲ့ malware ပါ spyware ရှိရင်ပြမဲ့လက္ခဏာ၃ခုရှိတယ်ပထမက battery ပုံမှန်ထက်20-30ရာခိုင်နှုန်းပိုမြန်မြန်ကုန်တယ် spyware ကနောက်ခံမှာအမြဲပြေးနေလို့ပါဒုတိယကဖုန်းမသုံးမဲနေတာတောင်ပူနေတယ် processor ကအလုပ်လုပ်နေလို့ပါတတိယက data usage ပုံမှန်ထက်တိတိတသားများနေတယ် spyware ကတင့် data တွေကို internet ကနေပို့နေလို့ပါစစ်ဆေးဖို့ပထမဆုံး settings apps ထဲဝင်ပြီးမမှတ်မိတဲ့ app ရှိလားကြည့်ပါအထူးသဖြင့်နာမည်ထူးဆန်းတာ icon မရှိတာခွင့်ပြုချက် permission တွေအများကြီးတောင်းထားတာမျိုးကိုသတိထားပါဒုတိယ Play Store ဖွင့်ပြီး Play Protect ကိုတွားပါ Scan ခလုတ်ကိုနှိပ်ပါအန်ဒီရရှိတဲ့ app တွေရှိရင်ဖယ်ရှားဖို့အကြံပြုလိမ့်မယ်တတိယ Settings Security Unknown Sources ကိုစစ်ပါဒီ setting ကမသိတဲ့နေရာကနေ app သွင်းခွင့်ပြုတာမို့ဖွင့်ထားရင်ချက်ချင်းပိတ်လိုက်ပါပြီးရင် antivirus app Kaspersky Bitdefender Malwarebytes တခုခုသွင်းပြီးစစ်ဆေးပါ spyware တွေ့ရင်ချက်ချင်း airplane မို့ဖွင့်ပြီး internet ဖြတ်လိုက်ပါပြီးရင်တန်တရားရှိတဲ့ app ကိုဖြတ်ပါမဖြတ်ရင် phone factory reset လုပ်ပါဒါပေမဲ့ reset လုပ်ရင် data အားလုံးပြတ်မှာမို့ backup လုပ်ထားဖို့လိုပါတယ်ဒါတွေအားလုံးက spyware ရှိနိုင်ခြေကိုတိတိတသာ short ချပေးပါတယ် spyware ရှိမရှိစစ်ဆေးနည်းက settings apps မှာမမှတ်မိတဲ့ app ရှာတာ Play Protect နဲ့ scan လုပ်တာ unknown sources ပိတ်ထားတာ antivirus app နဲ့ထပ်စစ်တာတို့ဖြစ်ပါတယ်နေ့စဉ်မိနစ်ပိုင်းလေး Tech Brother နဲ့အတူပို့တော်လာအောင် follow လုပ်ထားပါဦး